ဟုတ်ကဲ့မင်္ဂလာပါဗျကျွန်တော်တို့က Python နဲ့နေပြီးတော့ကြိုဆိုပါရစေဒီနေ့လေ့လာမှာတော့မနေ့က asset ပါပဲအဲ့တော့ဒီ data နဲ့ pan color ကိုဒါမနေ့ကကျွန်တော်တို့ချိန်ခဲ့ပြီးသားပါတချို့လဲသုံးကြတာတွေ့ရတာဆိုတော့ဒါကျွန်တော်တို့နားလည်ကြမယ်ထင်ပါတယ်ကျွန်တော်စမ်းတော့မပြလိုက်ဘူးဆိုတော့တချို့ရတယ်ဒီ day စမ်းမပြလိုက်ရတော့ပြောတာပါဟုတ်ဒီနေ့မှာတော့ကျွန်တော်တို့က filling in an image ဆိုတဲ့အပိုင်းကိုလေ့လာရမှာဖြစ်ပါတယ်အဲ့တော့ coloring in an image ပေါ့ပုံတစ်ပုံထဲမှာ coloring အရောင်တွေထည့်တယ်ဆိုတာကကျွန်တော်တို့က usually makes it not look better ပို့ပြီးတော့ကောင်းစေတယ်ပြောချင်တာကကျွန်တော်အရောင်ထည့်တာပေါ့feeling လောက်တာအရောင်ထည့်တယ်ဆိုတာပို့ပြီးတော့ကောင်းစေပါတယ် doesn't it is ပေါ့ဒါဒီလိုမျိုးလုပ်လို့ရရလားပေါ့ရပါတယ် The Python data library က gives you the option to add color to your drawing ကျွန်တော်တို့ဆွဲထားတဲ့အရာတွေကိုအရောင်ထည့်လို့ရပါတယ်အရောင်ချယ်လို့ရပါပြီပေါ့အခုကျွန်တော်တို့3ကန်နေဆွဲတယ်4တောင်နေဆွဲတယ်အဲဒီ3ကန်နေ4တောင်နေကိုအရောင်ချယ်လို့ရသွားပြီအရောင်ချယ်လို့ရတယ်ဒါကို coloring in an image လို့လည်းသုံးလို့ရတယ် filling in the image လို့လည်းသုံးလို့ရတယ် filling in the colors ကြိုက်တယ်လို့သုံးပါအဲ့တော့ရေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအောက်ပါအတိုင်းအသုံးပြုလို့ရပါတယ်တဲ့ Okay အဲ့တော့ဘယ်လိုရေးရလဲဆိုတော့ t.begin phase ရှေ့က t ကတော့သဘောပေါက်မှာပါသူရဲ့ကျွန်တော်တို့က basic function basic function ကိုထည့်ထားတဲ့ t အသုံးပြုထားတာဖြစ်တယ်စရေးရတော့ begin phase ပါဒါသူ့ရဲ့ structure ပါ begin စတဲ့ကျွန်တော်တို့ထည့်ခြင်းတဲ့နေရာပေါ့ဥပမာဘယ်နေရာနေစပြီးထည့်ခြင်းတယ်ဥပမာဒီ3ကန်နေစတဲ့နေရာဆိုအဲ့3ကန်အပေါ်ကကျွန်တော် forward နဲ့ပဲရေး go to နဲ့ပဲရေးသူတို့မရေးခင်မှာအပေါ်ကနေ t.begin phase ဆိုပြီးစရေးပေးရပါတယ်ပြီးရင်ကျွန်တော်က forward တွေ lt တွေသူရဲ့ code တွေပေါ့ကျွန်တော်တို့ဆွဲခြင်းတဲ့ပုံကိုဆွဲလိုက်တယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကဘာရေးပေးရလဲဆိုတော့ကိုပြီးသွားပြီကိုတတ်မှတ်ထားတဲ့နေရာတစ်ခုပေါ့ဒီမှာဆိုရင်သူကဒါသူတို့ရန်ဖြစ်မှာပေါ့အဲ့တော့ကျွန်တော် begin phase end phase ပေါ့အဲ့တော့ begin phase နဲ့ end phase အတွင်းမှာရှိတဲ့အရာကိုပဲအကျိုးသက်ရောက်မှုဖြစ်စေမှာဖြစ်တယ်ဒါမနေ့ကလည်းတောက်လျှောက်ကျွန်တော်တို့ speed တွေတခြားသူရဲ့ဒါ pan color တွေဘာတွေမှလည်းစမ်းပြခဲ့တယ်တစ်ခုချင်းစီမှာအယောင်ချိန်တာလည်းကုတ်ရ line by line တကြောင်ချင်းအလုပ်လုပ်တာဖြစ်ပါတယ်ဒါလေးကိုတော့သတိထားပါ order of code ပေါ့ကုတ်တွေကအစီအစဉ်တကျကျွန်တော်တို့ကကြည့်ပါဒီမှာလည်းတက်ရောက်မှုရှိစေခြင်းနဲ့အပိုင်းရဲ့ကျွန်တော်တို့ရှေ့မှာ begin phase ကိုရေးပါတယ်အဲ့ဒီကုတ်ပြီးတဲ့နောက်မှာ end phase လို့ရေးပေးရပါတယ်ဘာလို့ရေးရလဲဆိုရင်ဒါသူရဲ့ structure ရပါအဲ့တော့ begin phase နဲ့ end phase နဲ့ရေးုံနဲ့ကျွန်တော်တို့ကအယောင်ပေါ်ပြီလားမပေါ်ပါဘူးအဲ့ဆိုဘာကြီးလဲပေါ့begin phase နဲ့ end phase နဲ့ရေးပြီးသွားပြီဆိုလို့ရှိရင်အယောင်ပေါ်တာကဘယ်ကအယောင်ပေါ်လဲဆိုတော့ကျွန်တော်တို့ရဲ့ fake color ပါမနေ့ကကျွန်တော် pan color နဲ့ fake color ကိုလေ့လာခဲ့တယ်အဲ့ဒီမှာ fake color ဆိုတာကကျွန်တော်တို့ data ဆိုတဲ့မြားလေးကအတွင်းထဲမှာအယောင်လေးခြယ်ထားတာပေါ့ဒီလိုမျိုးလေးအဲ့ဒီအယောင်ကိုသတ်ပေါ်မှာပါဒီမှာအနီခြယ်ထားရင်အဲ့ဒီအနီရောင်ကဒီနေရာမှာ failing လုပ်လိုက်မှာပါအဲ့တော့ပုံတစ်ပုံကိုတနည်းအားဖြင့်ကျွန်တော် shade တစ်ခုကိုအယောင်ဖြည့်ခြင်းနဲ့ဆိုလို့ရှိရင်သုံးရမှာဒီ begin fade end fade လည်းသုံးရပါမယ်နောက်တစ်ခုက fake color ပါ fake color ကိုသတိထားရမယ်ဘယ်အယောင်ဖြည့်မှာလဲဆိုတော့ fake color လေးထည့်တဲ့အယောင်ဖြည့်မှာနောက်တစ်ခါလေးနောက်ပိုင်းရောသွားပြီဆိုလို့ရှိရင် begin fade end fade နဲ့တော့မှတ်မိတယ်ဆိုရင် begin phase ထဲမှာcolor တွေလာထည့်ရတယ်ပဲလောက်ကြပါတယ်အဲ့ဒါတော့တော်တော်ရုပ်ပေါက်ပါတယ်ဒါကျွန်တော်သတိထားပါ begin phase and phase function မှာဘာမှမပါပါဘူးသူမှာ attribute no attribute တနည်းအားဖြင့် value တွေမထည့်ပါဘူးဘယ်မှာထည့်ရမလဲဆိုတော့ phase color မှာထည့်ရတာပါ phase color မှာအယောင်ထည့်ပေးလိုက်တဲ့အယောင်ကဒီမှာလာပြီးတော့ပေါ်မှာဖြစ်တယ်ထပ်ပြောမယ် begin phase ဒီကျွန်တော်တို့ပုံမစခင်ကနေစပြီးတော့ရေးပေးရပါတယ် end phase ဒီကျွန်တော်တို့လိုချင်တဲ့အပိုင်းပြီးပြီဆိုမှရေးပေးရတာဖြစ်ပါတယ်ဒါလေးကိုသတိထားပြီးတော့ကျွန်တော်တို့ရေးပေးပါ begin phase end phase ကျွန်တော်တို့စမ်းတာတော့ပြီးမှသွားပြီးတော့စမ်းလိုက်ရအောင်ထွေတူးတော့မရှိဘူးဆိုတော့နောက်တစ်ခုကကျွန်တော်တို့က change the turtle shape ကျွန်တော်တို့ရဲ့ turtle လို့ခေါ်တဲ့မြားကောင်းလေးရဲ့ပုံစံကိုပြောင်းချင်တာဒီကကျတော့သူ့ရဲ့ပုံစံဆိုတာက size မဟုတ်ပါဘူးအရွယ်အစားမဟုတ်ဘူးသူ့ရဲ့ shape ဒီမြားကောင်းလေးရဲ့အနေအထားကိုပြောင်းချင်တာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ shape ကိုပြောင်းချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုပြောင်းလို့ရလဲဆိုတော့ the initial shape of the turtle turtle ရဲ့ငကိုမူရင်း initial shape မူလပုံစံကတော့ isn't really a turtle ဟုတ်မနေပါဘူးတဲ့အဲ့တော့ turtle က turtle ဖြစ်မနေခဲ့ပါဘူးကျွန်တော်တို့က turtle လို့သာခေါ်တာကျွန်တော်တို့ရဲ့ထွက်လာတဲ့ဒီမြားလေးကမြားလေးဖြစ်နေတယ်လိတ်လေးဖြစ်မနေဘူးturtle ဆိုတာလိတ်လေးပေါ့အဲ့တော့ကျွန်တော်တို့ကတဲ့ that is a triangular figure သူရဲ့မြင်နေရတဲ့ပုံက triangular figure ကျွန်တော်တို့က triangular 3ကန်ပုံစံကြီးဖြစ်နေပါတယ်တဲ့အင်္ဂလိပ်စာရေးသားလေးတွေပေါ့ဒါသူတို့ရေးထားရေးသားလေးကျွန်တော်ကြည့်လို့ရတယ်တကယ်တော့ဒီနေရာမှာဆိုကျွန်တော်ကဒါပြုံးမိရမှာပေါ့မပြုံးမိဘူးဆိုတော့ကျွန်တော်ဘာသာပြန်တာညက်လို့ပေါ့တာတယ်လို့ပြောပြီးတာတယ်ကြီးကဖြစ်မနေခဲ့ပါဘူးပေါ့တကယ်တော့သူကသတိကန်ကြီးပါပဲပေါ့သူကလိုမျိုးဘာသာပြန်တာလည်းမဟုတ်ဘူးပေါ့ဟာတာဖောက်အောင်ပေါ့ဒီနေရာမှာpresentation မှာလည်းအဲ့လိုမျိုးလေးပေါ့တခုခုလေးကပြောနေတဲ့ဒါအချက်လက်လေးတွေထည့်ပြောလိုက်တာ
ဟာတာဆန်ဆန်တော့ပြောတတ်ဖို့ဆိုရင်ကိုဟာတာဆန်ဆန်ပြောပေါ့နော်မနက်ဖြန် presentation လုပ်ရမှာဆိုဒီနေရာမှာပြောတာပေါ့နော်တာတယ်လို့ပြောတာဗျာတာတယ်ကြီးလည်းဖြစ်မနေပါဘူးတာတယ်လို့သာပြောတာလိမ့်လည်းဖြစ်မနေဘူးတကယ်တော့ဘာကြီးလဲသတိကန်ကြီးပါပဲဗျာဆိုတော့နော်ဒါအမူအရာနဲ့ဟန်နဲ့ပြောတဲ့ရင်တော့ရှိမှာပေါ့နော်မပြောတဲ့ရင်တော့မရှိဘူးပေါ့ဗျာโอเคထားလိုက်ပါတော့သူ့ရဲ့စာကိုဖတ်လိုက်တယ် however you can change the way the data looks ဒါပေမဲ့မင်းကကျွန်တော်တို့ရဲ့ data ကိုနော်ပုံစံကိုပြောင်းလို့ရတယ် you do have a couple of option ဒီနေ့စာလေးမိုက်တယ်နော် a couple of option ရွေးချယ်စရာများစွာရှိပါတယ်နော် a couple of option ပုံမှန်ဆို couple ဆိုတာကျွန်တော်တို့ကအစုံတွဲအတွဲတွေလောက်ပဲတွေ့ရဒီမှာ a couple of options ဆိုလို့ရှိရင်ကျွန်တော်တို့ကအတွဲများစွာဆိုတော့များစွာဖြစ်သွားတာပေါ့နော် one is scam to doing so ပေါ့နော်ဒီတိုင်းလုပ်ဖို့အတွက်ကျွန်တော်တို့ကဒါရွေးချယ်စရာများစွာရှိပါတယ် you can have a look some of them by typing in the following comment အောက်ပါအတိုင်းရိုက်ပြီးတော့မင်းကနော်ကျွန်တော်တို့တချို့တွေကိုစမ်းသပ်လို့ရပါလိမ့်မယ်တဲ့စာလည်းမြင်နေတာဆိုတော့နည်းနည်းမြန်မြန်လေးဖတ်လိုက်ပြီရနော်အဲ့တော့ကျွန်တော်တို့ဘယ်လိုပြောအောင်လဲဆိုတော့သူရဲ့ comment က shape ပါသုံးတဲ့ function ကတော့ basic function ပဲသုံးထားတယ်ဒီတော့ shape ဆိုကျွန်တော်တို့ရေးပေးလိုက်တယ်အဲ့မှာကျွန်တော်တို့ tartel လို့ရေးလိုက်တယ် tartel ဆိုတော့တကယ်နော်လိတ်လေးပုံစံဖြစ်သွားလိမ့်မယ်နောက်တစ်ခု arrow မြားပေါ့နော်ပုံမှန်တိုင်းမြားပဲနောက်တစ်ခုက circle မြားမဟုတ်ဘဲနဲ့စဝိုင်းပုံစံပြောင်းသွားမယ်ဘာလို့လို့ရလဲဆိုတော့သူအောက်မှာအသေးစိတ်ရေးပေးထားတယ် square arrow circle ရမယ် tartel ရမယ် triangle ရမယ် classic ဆိုပြီးတော့ပုံစံ6မျိုးရမယ်ဒါပဲအဲ့တော့ကျွန်တော်တို့နော်ကျွန်တော်နော်တခြားပုံတွေထည့်ချင်တာတော့ဘာလို့မရပါဘူးဒီမှာတော့အဲ့ဒါကြီးလက်မခံဘူးပေါ့နော်ဒီ6မျိုးပဲသူကလက်ခံ9မျိုးလားမသိဘူးတစ်မျိုးထပ်ထုတ်ထားရှိတယ်အခုနောက်ပိုင်းတော့ကျွန်တော်တို့ဒီမှာ6မျိုးပဲတွေ့သေးတယ်ရေးထားမိတယ်ပေါ့နော်ရှာကြည့်လိုက်ပေါ့နော်ကျွန်တော်တို့ကတီတီသိချင်တယ်ဆိုရင်ဒီနေရာတော့တိတ်ပြီးတော့ထွေထူးမရှိလို့ဒါဒီတိုင်းပြောလိုက်တာဒါတည်းအများပုံစံလို့ချိန်လို့ရတယ်ပြောတာဘယ်သူမှထွေထူးတိတ်မချိန်ကြပါဘူးဒါပေမဲ့ချိန်နေတယ်ဆိုလို့ရှိရင်လည်းချိန်လို့ရပါတယ်ပေါ့နော်ဒါပါပဲဒီတေးအဲ့တော့ video record အနေနဲ့ပြန်ရက်ပြီးကြည့်ပြီးတော့တစ်ခုချင်းစမ်းကြည့်ပါ okay ကျွန်တော်တို့နော်ဒီနေ့နော်ဒါလေးတစ်ခုတော့နည်းနည်းလေးဒီတေးကြည့်အောင်အဲ့တော့ what is function ဆိုတာဘာလဲကျွန်တော်ရှေ့မှာတောက်လျှောက်ကျွန်တော်တို့ကကြားခုပါတယ်ဟာလားနော်ကြားခဲ့တယ် bit and function ဒါကတော့ function မှာဘာလို့လဲဆိုတော့သူကကွင်းစားကွန်မိတ်ပါနေတယ်ဒါကတော့ function ထဲမှာထည့်ပေးရတဲ့ tempo parameter or value ဒီလိုမျိုးတွေကျွန်တော်တို့ကတောက်လျှောက်ပြောကြတယ် maybe တခြား programming လေ့လာရလို့ solution နဲ့ function ဆိုတဲ့စကားလုံးတွေကကျွန်တော်တို့သိပြီးတော့စိမ့်နေမှမထင်ပါဘူးအဲ့တော့ဘာမှမလဲတချို့တွေ function ဆိုတာမသိသေးတာလည်းဖြစ်နိုင်တယ်အဲ့တော့ function ဆိုတာဘာလဲ function ဆိုတာဘာလဲဆိုလို့ရှိရင် function ဆိုတာအလွယ်ဆုံးလို့ပြောတယ်နော်စာလို့ပြောတာမဟုတ်တဲ့အတွက်အတိအကျမဟုတ်တော့မှားနိုင်တယ်ဒါပေမဲ့ကျွန်တော်အလွယ်ဆုံးပြောရမယ်ဆိုရင်တော့ function ဆိုတာဘာလဲဆိုရင် function ဆိုတာထပ်ခါပြုလုပ်ရမယ့်အလုပ်တွေကိုတစ်ကြိမ်တစ်ခါတိဆောက်ထားရုံနဲ့အသုံးချလို့ရတဲ့အရာကို function လို့ခေါ်တယ်ရှုပ်တာဗျာပုံနဲ့နည်းနည်းပြောကြည့်အောင်ပို့လွယ်အောင်ဆိုကြပါစို့ကျွန်တော်တို့က4000လေးဆွဲလိုက်တယ်4000ဆွဲတယ်နောက်တစ်ခါထပ်ပြီးတော့4000လေးဆွဲတယ်နောက်တစ်ခါထပ်ပြီး4000လေးဆွဲနောက်တစ်ခါထပ်ပြီး4000လေးဆွဲနောက်တစ်ခါထပ်ပြီး4000များစွာဆွဲတယ်ပေါ့ဗျအဲဆိုလို့ရှိရင်ကျွန်တော်တို့ကတစ်ခါ forward backward ဆိုလဲ forward backward ဘာညာဘာညာ degree ရေးလိုက်တယ် forward degree forward degree forward degree ထပ်ခါလုံးနေတကယ်တော့ဒါဒီ4000နေကြီးပဲအကုန်လုံး4000နေကြီးပဲဆိုရင်ဒီလိုမျိုးထပ်ခါလောက်ရတဲ့အလုပ်တွေကိုတစ်ချိန်တစ်ခါတိစောက်လိုက်တယ်ဆိုတော့ထပ်ခါလောက်ရတဲ့ကိုကျွန်တော်တစ်ခုစောက်လိုက်တယ်ဒါကိုကျွန်တော်တို့က function တစ်ခုအနေနဲ့သတ်မှတ်လိုက်တယ် function A ပေါ့ဗျာဆိုကြပါ function A ဆိုသတ်မှတ်လိုက်တယ်ဆိုလို့ရှိရင်ဒီနေရာရောက်ပြီဆိုလို့ရှိရင်ဒီလို4000ဆွဲခြင်းတယ်မလားဘာကိုခေါ်လိုက်မလဲဆိုအဲ့ function ကိုလမ်းခေါ်လိုက်တယ်အဲဆို4000ဆွဲပြီးသားဖြစ်သွားတယ်နောက် function ကိုလမ်းခေါ်လိုက်တယ်4000ဆွဲပြီးသားဖြစ်သွားတယ်နောက် function ကိုခေါ်လိုက်တယ်4000ဆွဲပြီးသားဖြစ်သွားတယ်ဒီနေရာမှာ function ဆိုတာဒါပဲ function ရဲ့အသုံးချတာဒီဘာလို့အသုံးချတာလဲထပ်ခါပြုလုပ်ရတဲ့အလုပ်တွေကိုတစ်ချိန်တစ်ခါတိစောက်ထားအောင်အသုံးပြုလို့ရအောင်တိစောက်ထားတာ function ပဲ okay နားမလဲသေးဘူးမရှင်းတတ်တော့ဘူးကျွန်တော်တွဲပြီးကြည့်လိုက်ရင်နားလည်သွားလိမ့်မယ်အဲ့တော့သူ့ရဲ့စာလို့ရေးထားတဲ့ function เนาะကျွန်တော်တို့ကဒီမှာမပါဘူး function မရေးထားဘူးပေါ့နော်မရေးထားဘူးဆိုတော့လေကျွန်တော်ဘက်ကမရှင်းပြတော့ဘူးပေါ့နော်အဲ့တော့ function တစ်ခုမှာတဲ့ this is consist of 4 parts เนาะအစိပ်အပိုင်း၄ခုပါပါတယ်တဲ့เนาะ fourth part เนาะ fourth part ဆိုလဲ fourth part ပေါ့နော်အင်္ဂလိပ်စာရေးရเนาะ fourth part fourth part လည်းမဟုတ်โอเคတော့အစိပ်ပိုင်း၄ခုပါတယ်ဘာတွေပါလဲဆိုတော့ကျွန်တော်တို့ကနံပါတ်1 df ဆိုတဲ့ဟာလေးပါတယ် df ဆိုတာဘာလဲ keyword ပါဘာရဲ့ keyword လဲဆိုတော့ကျွန်တော် function စောက်မယ်ဆိုလို့ရှိရင်အဲ့ဒါကိုဒါ function စောက်နေပါပြီဆိုရ programming computer ကိုသိအောင်ကြီးညာပေးရတဲ့စကားလုံးကို keyword လို့ခေါ်တယ် df ဆိုတဲ့စကားလုံးရေးပေးရတယ်တချို့ programming တွေမှာတော့ဒီနေရာမှာ function ပေါ့ဗျာ function ဆိုရင် function လို့ရေးရ programming လေးရှိတယ်နော်အများစုကအဲ့လိုမျိုးရေးကြတာပေါ့နော်ဒီမှာတော့သူက function ကိုဘာလို့ရေးလဲဆိုတော့ df လို့ရေးတယ်နောက်တစ်ခုက name တစ်ခုပေးရပါတယ်
function တစ်ခုတည်ဆောက်မယ်ဆို name တစ်ခုပါကိုပါတယ်နောက်တစ်ခုကခွန်းစားခွန်းပိတ်ဘာကိုပါပါတယ်နောက်တစ်ခုကတော့ full column သူရဲ့ structure ပေါ့တချို့ programming မှာတော့ full column မဟုတ်ဘူး block လို့ခေါ်ရဲဒါမှမဟုတ်လို့ရှိရင်လည်း curly bracket ပေါ့နော်အတိအကျပြောမယ်ဆိုလို့ရှိရင်တွန်းခွင်းလေးနဲ့ရေးကြတယ် Python မှာတော့တွန်းခွင်းမရှိဘူး Python မှာတော့ full column ပဲရှိတယ်အဲ့တော့ Python ရဲ့ကျွန်တော် structure ရကြည့်မယ်ဆိုလို့ရှိရင် Python ရဲ့ function တစ်ခုဖြစ်ဖို့အတွက်အစိပ်ပိုင်း၄ခုလိုအပ်တယ် df ဆိုတဲ့စကားလုံးရဲ့ name တစ်ခုပေးရမယ် name ကိုကြိုက်တာပေးပေါ့နော် maybe မစတင်တာတွေတော့ရှိတယ် number တွေနဲ့မစတင်ဘူးသူရဲ့ function name ဒီ built-in function name နဲ့မတူတင်ဘူးဥပမာ title ဆိုရင် title လို့ပြန်ပေးရတယ်မဖြစ်တင်တာလို့ပြောတာနော် Python မှာတော့ရတယ်ချ programming မှာတော့မရဘူး Python မှာတော့ရတယ်အဲ့တော့ဟိုကလိုနာမည်တူတာတော့မပေးနဲ့ပေါ့နော်ဥပမာ print ဆိုလို့ရှိရင် function name အနေနဲ့ရှိပြီးသားနော်အဲ့ကိစ္စကိုလည်းပြော function လို့ပြောလိုက်လို့ဆိုတော့ function က2မျိုးပဲရှိတယ်နော် two types of function ပေါ့ TWO two types function မျိုးစားနှစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့တစ်ခုက predefined function ပါ pre defined predefined နောက်တစ်ခုက self ပေါ့နော် self define ပေါ့ဗျာ self နော် defined self define အဲ့တော့ predefined ဆိုတာဘာလဲကြိုးပြီးစောက်ပြီးသားပါကြိုးပြီးစောက်ပြီးသားဆိုတော့အခုကျွန်တော်တို့ကစာပေါ်ခြင်း print ဆိုပြီးရေးလိုက်တယ် print print ပြီးရင်ကျွန်တော်တို့ပေါ်ခြင်းတဲ့စာကိုထည့်ပေးလိုက်တယ်အဲ့မှာဆိုရင် print ဆိုရင် name တစ်ခုရှိရယ်ခွန်းစားခွန်းပိတ်ပါတယ်ဒါဆိုရင်သူဒီ function ပဲဒါမှမဟုတ် function ဘယ်လိုရောက်လာလဲဘယ်လိုရောက်လာလဲဆိုတော့ဒီ program ကိုတိစောက်ခဲ့တဲ့လူတွေကကြိုးပြီးတော့ရေးခဲ့တာအဲ့ဒါကိုကျွန်တော်ကယူသုံးလိုက်တယ်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ predefined function အရာအားလုံးကကြိုးဆောက်ပြီးရရင်လည်းပြည့်စုံမှာတော့မဟုတ်ဘူးကိုယ်တိုင်တိစောက်ဖို့လည်းလိုလာတယ်ကိုယ်တိုင်တိစောက်တဲ့ function တွေကိုတော့ကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့ self defined function လို့ခေါ်တယ်အခုလေ့လာနေတဲ့အပိုင်းဒီ self defined function တိစောက်နည်းဖြစ်ပါတယ် Okay တော့ self defined function တိစောက်မှာဆို name တစ်ခုပေးရတယ်အဲ့ self defined function ရဲ့ name ဒီ predefined function ရဲ့ name နဲ့မတူသင့်ပါဘူးကျွန်တော်ကဘယ်လိုသိမှာလဲမသိတော့ကိစ္စမရှိဘူးပဲသိတဲ့နာမည်နဲ့တော့မပေးနဲ့ပေါ့နော်ဥပမာ print ဆိုရင်ဒါမြင်သာနေတယ်မပေးနဲ့တော့ပေါ့နော်တာတယ်ဆိုရင်တာတယ်ဒီကြီးနဲ့ရေးထားတာတယ်လို့ရေးထားတဲ့ function ကြီးရှိနေတာသိရင်မပေးနဲ့တော့ပေါ့ပြီးကျွန်တော်က fake color ဆိုတာတွေ့ရမလားမပေးနဲ့တော့ပေါ့အမလို့ရှင်လေဟလားဟောသူမှာတခြားအရာတွေရှိသေးတယ်ဗျာတာတယ်တော့ title ရှိတယ်ဗျာဒါဆိုအဲ့နာမည်မပေးနဲ့တော့ပေါ့ပေးကြရမှာအများကြီးဗျာနော်ဒါမှအဲ့ဒါကိုမှကတိကတက်လေးပေးချင်ပါတယ်ဆိုရင်တော့ Python မှာရတယ်ထပ်ပြောရနော် Python မှာရသေးတယ်တခြား programming မှာတော့မရဘူး Okay တော့ကျွန်တော်တို့ကဒါ function တစ်ခုရဲ့တိစောက်ပုံပြောတာပါ